လုံသားမောင်အစီအစဉ်မှကြိုဆိုပါရစေ။ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာတစ်ခုကတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်လုပ်နေတဲ့အလုပ်သမားညီငယ်ညီမငယ်တွေအတွက်အခြေခံလိုက်နာရမယ့်လျှပ်စစ်ပေးရတဲ့ကင်းရှင်းရေးဆိုင်ရာအချက်လက်တွေကိုမျှဝေပေးခြင်းပါတယ်။ဒီတော့အထူးထူးကျွန်တော်တို့လေ့လာကြည့်ရအောင်ပါ။ပထမဆုံးညီငယ်ညီမငယ်အလုပ်သမားတွေသိထားရမယ့်အချက်ကဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့အခါမှာလျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဟာအရေးကြီးတဲ့လေးစားလိုက်နာရမယ့်အပိုင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လျှပ်စစ်ဘေးအန္တရာယ်ဟာလူရဲ့အသက်အန္တရာယ်ကိုထိခိုက်နိုင်တဲ့အန္တရာယ်အမျိုးအစားတွေမှာပါပါတယ်။ဒါကြောင့်မလို့လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးကိုလိုက်နာဆောင်ရွက်ခြင်းဟာမိမိတို့ရဲ့အသက်ကိုမိမိတို့ကယ်တင်နိုင်မှာဖြစ်ပါတယ်။ဒီတော့လျှပ်စစ်အန္တရာယ်ဆိုတာမျိုးကဘယ်လိုသဘောတရားမျိုးရှိသလဲ။လျှပ်စစ်ဆိုတာအတန်မကြာအနှံ့မရဘဲနဲ့လူကိုသေစေနိုင်တဲ့အန္တရာယ်အမျိုးအစားတွေမှာပါပါတယ်။ဒါကြောင့်မလို့အထူးသတိထားဖို့လိုတယ်။စီကံမလိုက်နိုင်ရင်အသက်အန္တရာယ်ချက်ချင်းဖြစ်သွားနိုင်တဲ့အနေအထားမျိုးရှိနိုင်ပါတယ်။ဒါအရေးကြီးတဲ့သတိပြုရမယ့်အပိုင်းပါ။ဒီတော့လုပ်သားတိုင်းအနေနဲ့သိရင်သိလိုက်တဲ့လျှပ်စစ်ဘေးအန္တရာယ်ကင်းရှင်းရေးသဘောတရားတွေကိုလေ့လာဖို့တို့လိုကိုသိထားတဲ့အခြေခံစည်းကမ်းတွေကိုလည်းတိတိကျကျလိုက်နာဖို့လိုပါတယ်။ဒီတော့လုပ်ငန်းခွင်အတွင်းမှာတွေ့နိုင်တဲ့လျှပ်စစ်အန္တရာယ်အမျိုးအစား၅မျိုးရှိပါတယ်။နံပါတ်1အမျိုးအစားကတော့ဓာတ်လိုက်ခြင်းဖြစ်ပါတယ်။နောက်ပုံမှာကျွန်တော်တို့ပြထားသလိုပါပဲလျှပ်စစ်ဓာတ်လိုက်ခြင်းအန္တရာယ်ဟာအတွေ့အများပါတယ်အထူးသဖြင့်ဝါယာကြိုးပေါက်ပြဲနေရမျိုးတွေကျိုးဆက်ရမှာမလုံနာတွေကတဆင့်ဓာတ်လိုက်မှုဖြစ်ပွားနိုင်ပါတယ်နောက်တစ်ခုကတော့ဒီ power line တွေတအားလိုင်းတွေဖြစ်ပါတယ်ကရိမောင်းတာမျိုးတွေညှမ်းစင်တာမျိုးတွေလုပ်တဲ့အခါမှာအပေါ်ကဓာတ်ကြိုးတွေကိုကျွန်တော်တို့ဒါသတိထားဖို့လိုပါတယ်ဒီဓာတ်ကြိုးတွေနဲ့မထိမိအောင်သတိထားဖို့လုပ်ဖို့လိုပါတယ်နောက်တစ်ခုကတော့မီးလောင်ခြင်းအန္တရာယ်ဖြစ်ပါတယ်အဓိကတော့ဒီလျှပ်စစ်ဝါယာကြိုး short ဖြစ်တာတွေပြီးတော့ဒီမီးလောင်မှုအန္တရာယ်ဖြစ်နိုင်တယ်အထူးသဖြင့် black box တစ်ခုထဲမှာဒီစုပြုံပြီးတော့သုံးတဲ့အတွက် overload ဖြစ်တာမျိုးတွေပြီးတော့ဒါမီးလောင်မှုဖြစ်ပွားနိုင်ပါတယ်နောက်တစ်ခုကတော့ရေဆိုးနေတဲ့နေရာတွေဖြစ်ပါတယ်ဒါသတိထားရမယ့်အန္တရာယ်ဖြစ်နိုင်တဲ့အခြေအနေဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ရေနဲ့လျှပ်စစ်ဟာရန်သူဖြစ်ပါတယ်လက်ဆိုးနေတယ်ခန္ဓာကိုယ်ဆွတ်ဆိုးနေတယ်ဒီလိုအနေအထားမျိုးတွေမှာမီးခလုတ်ကိုကင်တွယ်တဲ့နေရာမှာအလွန်အန္တရာယ်များနိုင်ပါတယ်ဒါကြောင့်မလို့ဒီရေဆိုတဲ့အနေအထားမျိုးတွေမှာမီးခလုတ်နဲ့လျှပ်စစ် source တွေကိုသတိထားဖို့လိုပါတယ်နောက်တစ်ခုကတော့ပျက်စီးနေတဲ့ပစ္စည်းတွေဖြစ်ပါတယ်အဲ့တော့ဒီညီငယ်ညီမငယ်ဆောက်လုပ်ရေးလုပ်သားတွေအနေနဲ့ပစ္စည်းကိရိယာတွေကိုကင်တွယ်လုပ်တဲ့နေရာမှာဟောင်းနှွမ်းနေတဲ့ဆက်တွေဒါတွေကိုသတိထားဖို့လိုတယ်ကျိုးတွေကိုလျှပ်စစ်ကျိုးတွေကိုဆက်သုံးတာမျိုးတွေအထူးသတိထားဖို့လိုပါတယ်ဒီကတစ်ဆင့်လဲဒီလျှပ်စစ်အန္တရာယ်တားလိုက်နိုင်တဲ့အန္တရာယ်တွေဒါကြုံတွေ့နိုင်ပါတယ်ပြီးတော့ဆက်ပြီးကြည့်ရအောင်ပါဒီတော့လျှပ်စစ်အန္တရာယ်ပေးကင်းရေးအတွက်အခြေခံအားဖြင့်သုံးစွဲရမယ်ခန္ဓာကိုယ်အကာအကွယ်ပြုပစ္စည်းတစားပလာ PPE တွေကဘာတွေရှိသလဲဒါကိုလည်းသိရှိထားဖို့လိုပါတယ်ပထမတစ်ချက်ကတော့ safety helmet ဖြစ်ပါတယ်ဥကောင်းကိုကာကွယ်ဖို့ဖြစ်ပါတယ်ဒါဟာအရေးကြီးတဲ့ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်အသုံးပြုရမယ့် PPE ဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီ safety ဖက်နဲ့ဖြစ်ပါတယ်နော်ရာဘာသား6သွေးရဲ့အနေအထားမျိုးဖြစ်ဖို့လိုတယ် insulated ဖြစ်ဖို့လိုပါတယ်မဟုတ်ရင်ဒါလျှပ်စစ်အန္တရာယ်ရှိနိုင်ပါတယ်နောက်တစ်ခုကတော့ဒီလျှပ်စစ်အန္တရာယ်ရှိတဲ့နေရာတွေမှာလျှပ်စစ်ကာလက်အိတ်အသုံးပြုဖို့လိုပါတယ်နော်လျှပ်စစ်ကာလက်အိတ်အသုံးပြုဖို့လိုပါတယ်ဒါမှသာလျှပ်စစ်အန္တရာယ်ကိုဒါရှောင်လွှဲနိုင်မှာဖြစ်ပါတယ်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီ eye protection ဖြစ်ပါတယ်တခါတရံမှာဒီဂေဆိုရာတို့အပါဝင်ဒီကြောက်စက်တိုက်တာအပါဝင်မိဘွားတွေစင်တာကိုကာကွယ်ဖို့ဒါဒီအသုံးပြုတဲ့အပိုင်းဖြစ်ပါတယ်ဒီတော့ပြောချင်တာကတော့ကျွန်တော်တို့ဒါအခြေခံအဖြစ်သုံးစွဲရမယ့် PPE တွေကိုစနစ်တကျသုံးစွဲဖို့လိုတယ်ဒါမှသာဒီအန္တရာယ်ကိုလျော့နေသက်သာစီမှာဖြစ်ပါတယ်ဒီတော့ဆက်ပြီးကြည့်အောင်ပါနောက်ထပ်လုပ်ငန်းခွင်မှာဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်လုပ်နေတဲ့ညီမငယ်အလုပ်သမားတွေအနေနဲ့သိရှိထားရမယ့်အချက်ကတော့ဘေးကင်းစေဖို့အတွက်လှုပ်ဆောင်ရမယ့်အချက်တွေဆောင်ရန်ချက်တွေဖြစ်ပါတယ်ဒီတော့ပထမလှုပ်ဆောင်ရမယ့်အချက်ကအလုပ်မစခင်မှာလျှပ်စစ်ကြိုးတွေကိုစစ်ဆေးဖို့လိုပါတယ်ပေါက်ပြဲနေသလားပြတ်တောက်နေသလားဒါအမြဲစစ်ဆေးဖို့လိုပါတယ်နောက်တစ်ခုကတော့
လျှပ်စစ်ပစ္စည်းတွေကိုရေနဲ့ဝေးရမှာထားဖို့လိုပါတယ်ဆွဆိုတဲ့နေရာရေနဲ့မထိတွေ့အောင်ဂရုစိုက်ဖို့လိုပါတယ်ဒီကတစ်ဆင့်ကျွန်တော်တို့ဒီတက်လိုက်နိုင်တဲ့အန္တရာယ်ဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့ဒီပြုပြင်ထိန်းသိမ်းမှုလုပ်မယ်ဆိုရင် main cloud ကိုအရင်ပိတ်ဖို့ဖြစ်ပါတယ်နော်အဲ့တော့ main cloud ကိုလျှပ်စစ်ကိုဒါဖြတ်တောက်ထားဖို့လိုတယ်ပိတ်ထားဖို့လိုတယ်မဟုတ်ရင်အန္တရာယ်ဖြစ်နိုင်ပါတယ်နောက်တစ်ခုကလျှပ်စစ်ကြိုးတွေပေါက်ပြဲနေတဲ့ damage ဖြစ်နေတဲ့ cable ကြိုးတွေရှိခဲ့ရင်ချက်ချင်းအထက်လူကြီးကိုသတင်းပို့ပါလဲရမယ့်အပိုင်းတွေကိုကျွန်တော်တို့ချက်ချင်းလဲပြီးအသုံးပြုရမှာဖြစ်ပါတယ်ဒါအရေးကြီးတဲ့ဒီလှုပ်ဆောင်ရမယ့်ဒါဘေးကင်းရေးအချက်တွေဖြစ်ပါတယ်နောက်တစ်ခုကတော့ရှောင်ရမယ့်ချက်တွေဖြစ်ပါတယ်အဲ့တော့ဆောက်လုပ်ရေးလုပ်ငန်းဝင်မှာအလုပ်လုပ်တဲ့ညီငယ်ညီမငယ်လူသမားတွေအနေနဲ့ရှောင်ကျဉ်ရမယ့်အချက်တွေကတော့အခြေခံအားဖြင့်ဝါယာကြိုးပုံးပဲ့ပေါက်ပြဲနေတာမျိုးတွေကိုလက်နဲ့မကင်တွယ်ပါနဲ့ပလက်ပေါက်တစ်ခုထဲမှာပစ္စည်းအများကြီးထိုးပြီးအသုံးပြုတာမျိုး overload ဖြစ်အောင်အသုံးပြုတာမျိုးမလုပ်ပါနဲ့နောက်တစ်ခုကတော့ရေဆိုးနေတဲ့အနေအထားမျိုးလက်စုံနဲ့မီးခလုတ်ဖွင့်တာမျိုးပလက်ပေါက်ထိုးတာမျိုးလုံးဝမလုပ်ပါနဲ့ရေဆိုးနေတဲ့အနေအထားမျိုးကိုရှောင်ကျဉ်ဖို့လိုပါတယ်နောက်တစ်ခုကတော့ခွင့်ပြုချက်မရှိဘဲနဲ့တရားလိုင်းတွေနားကိုမသွားဖို့ဖြစ်ပါတယ်အမြင့်မှာလှုပ်လှုပ်တဲ့အခါမှာလည်းဒီချက်ကိုသတိထားဖို့လိုပါတယ်နောက်တစ်ချက်ကတော့နားမလည်ရင်လျှက်စစ်ပစ္စည်းတွေကိုမကင်တွယ်ဖို့ကိုယ်သဘောနဲ့ကိုယ်သွားပြီးပြင်တာမျိုးဝင်းပြင်တာမျိုးဆရာကြီးလှုပ်တာမျိုးမလုပ်ဖို့ဖြစ်ပါတယ်ဒါသည်လုပ်ငန်းခွင်မှာအခြေခံအားဖြင့် basically ရှောင်ကျဉ်ရမယ်ဒါအချက်တွေဖြစ်ပါတယ်ဒီတော့ဆောက်လုပ်ရေးလုပ်ငန်းဝင် accident တွေအန္တရာယ်ဖြစ်ခဲ့တဲ့ထိခိုက်ဒဏ်ရာရမှုတွေကိုကြည့်လိုက်ရင်သင်ခန်းစာယူစရာဖြစ်ရတည်လည်းအများကြီးရှိပါတယ်အထူးသဖြင့်ရေဆိုးနေတဲ့ကြမ်းပြင်ပေါ်မှာလျှက်စစ်ကြိုးပေါက်ပြဲနေတဲ့စက်ကရိယာကိုသုံးဆွဲခဲ့တယ်ဒီလိုအနေအထားမျိုးမှာဝါယာကြိုး short ဖြစ်တယ်သို့မဟုတ်ဒီပေါက်ပြဲနေတဲ့ဒီပဲကျိုးနဲ့ရေနဲ့ထိတွေ့မှုကတစ်ဆင့်ဓာတ်လိုက်ပြီးတော့လူကိုအပြင်းထန်ဒဏ်ရာရမှုဖြစ်ပွားစေခဲ့တယ်။အဲ့တော့ဒီလိုဖြစ်ရတဲ့ကဆောက်လုပ်ရေးလုပ်ငန်းဝင်နဲ့တခြားလုပ်ငန်းဝင်အတော်များများမှာတွေ့ရရှိရဖြစ်ရတဲ့ဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကျိုးပေါက်နေတာမျိုးလျှက်စစ်ကေဘယ်တွေပေါက်ပြဲနေတာမျိုးရှိခဲ့ရင်အမြန်လဲလေပါမလဲလေပဲနဲ့ဆက်ပြီးသုံးဆွဲခြင်းမျိုးကိုမလုပ်ပါနဲ့လျှက်စစ်ကျိုးပေါက်ပြဲတယ်သို့မဟုတ်လျှက်စစ် source နဲ့ရေဆိုးနေတဲ့အနေအထားနဲ့တွားရောက်တွေ့ပြီဆိုရင်တော့ဒါသည်ညီငယ်ညီမငယ်တို့အတွက်အသက်အန္တရာယ်သေမင်းတမန်နော်အန္တရာယ်ဒီဒါဒီကတဲ့အနေအထားမျိုးဖြစ်လာနိုင်တယ်လို့ကျွန်တော်တို့ဒါပြောလို့ရပါတယ်ဒါကြောင့်မလို့အထူးဒီချက်ကိုသတိထားဖို့လိုပါတယ်ဒါကြောင့်မလို့နောက်ဆုံးညီကုန်းချုပ်မှာပေးခြင်းတဲ့ဒီနေ့အတွက် message ကတော့ safety ဒီဘေးကင်းရေးဒီညီငယ်ညီမငယ်တို့ရဲ့လက်ထက်မှာရှိပါတယ်အဲ့တော့အလုပ်လုပ်တဲ့အခြေခံလုပ်သားတွေအနေနဲ့ဘေးကင်းရေးဟာကိုယ့်ရဲ့တာဝန်ဖြစ်ပါတယ်ဒါကြောင့်မလို့အရေးကြီးတဲ့အပိုင်းကတော့လျှက်စစ်ဘေးအန္တရာယ်ကင်းရှင်းရေးပါဝင်ဘေးကင်းရေးပိုင်းကိုစဉ်းစားတဲ့အခါမှာစီကံလိုက်တာပါစီကံလိုက်နိုင်မယ်ဆိုရင်ဒါဘေးကင်းစွာကျွန်တော်တို့ကိုယ့်ရဲ့မိသားစုရှိတဲ့အိမ်ကိုညနေအလုပ်ဆင်းချိန်မှာပြန်နိုင်မှာဖြစ်ပါတယ် work safe go home safe